မင်္ဂလာပါရှင်ကျမကဟင်းချက် diary page မှာမေးဖြစ်ပါတယ်ကျမဒီနေ့မျှဝေပေးချင်တာကတော့ငဖယ်လေးကိုစီပြန်ချင်းလေးဘယ်လိုချက်မလဲဆိုတာကိုမျှဝေပေးချင်ပါတယ်ရှင်ကဲကြည့်လိုက်ကြရအောင်နော်မိကဘယ်လိုလုပ်လဲဆိုရင်အချင်းဦးဆုံးအိုးလေးကိုစီထည့်ပါတယ်အဲ့ဒီစီထဲမှာငဖယ်လေးတွေကိုလိုတလောက်ပုံစံလေးတွေလုပ်ပြီးတော့အလုံးလိုက်လေးတွေနည်းနည်းလုပ်လိုက်ပါတယ်ပေါ့နော်အလုံးလိုက်လေးကိုလုပ်ပြီးတော့ကျွန်မနည်းနည်းလေးပြားလိုက်ပါတယ်ရှင်ပြားလိုက်ပြီးတော့မှကျွန်မထည့်ပြီးတော့ကြော်ပါတယ်နော်အဲ့မှာဘာကိုပြောချင်တာလဲဆိုရင်မီအေးအေးလေးနဲ့ကြော်ပါအပေါ်ရန်တင်းရုံလောက်လေးပဲကြော်မယ်ဆိုရင်ရပါပြီနော်ဒီနည်းနည်းလေးတစ်ဖက်မှာနည်းနည်းလေးပြည့်သွားပြီဆိုဟိုဘက်ဒီဘက်လှန်ပေးပါအတွင်းသားချက်တဲ့အထိမကြော်ပါဘူးဘာဖြစ်လို့လဲဆိုတော့ငဖယ်သားတွေမာသွားတဲ့ခါကျရင်ဟင်းအားစားလို့မကောင်းတော့ပါဘူးအပေါ်ရန်လောက်လေးပဲတင်းလေးဖြစ်သွားပြီဆိုရင်ဟင်းချက်ရတာပိုအဆင်ပြေပါတယ်ရှင့်ဖြည်းဖြည်းချင်းစိတ်ရှည်လက်ရှည်လေးလှန်ပေးပါနော်မေအခုလိုကြော်နီးလေးမျှဝေတဲ့ဟာကတော့ဟင်းချက်စားမှာဖြစ်တဲ့ပုံစံမျိုးကိုမျှဝေပေးတာပါเนาะအကယ်၍ကိုကတုတ်စားတာတို့အစိမ်းလိုက်ကြော်စားတာတို့မွေးငါးလေးထည့်စားတာမျိုးဆိုရင်ဒီလိုမျိုးကြော်လို့မရပါဘူးเนาะအဲ့လိုမျိုးချိန်ကြရင်စိတ်ရှည်လက်ရှည်နဲ့ဟိုဘက်ဒီဘက်လေးလှန်ပေးပါငဖယ်လေးတွေဖောင်းကကလေးတွေဖြစ်လာတဲ့အထိကြော်ပေးရပါမယ်ဘာဖြစ်လို့လဲဆိုရင်အတွင်းသားချက်ဖို့လိုပါတယ်ရှင်မေကတော့ဒီငဖယ်လေးထဲမှာပေါ့နော်ဘာတွေထည့်ထားလဲဆိုရင်ချင်းထောင်းထည့်ထားတယ်ချင်းရဲ့စက်တုံဖြူရဲ့ငရုတ်ကောင်းလေးရဲ့ပေါ့နော်နိုင်ချင်းလေးထည့်ပြီးတော့ငဖယ်လေးနဲ့တစ်တီချာလုံးပြီးတော့ပေါက်ထားပါတယ်ပြီးသွားတဲ့အခါကျမှငဖယ်လေးတွေကိုစုပ်ပြီးတော့မှအိုးရဲကိုထည့်ကြော်တာပါရှင်ငဖယ်လေးတွေကျက်သွားပြီဆိုရင်ငဖယ်လေးတွေကိုအရင်ဆုံးဆဲထုတ်ထားလိုက်ပါမယ်ပြီးသွားရင်နောက်တအိုးထက်ကြော်ပါမယ်ရှင်ဘာဖြစ်လို့လဲဆိုတော့မေဒီမှာဟင်းချက်တဲ့ချိန်မှာမေဒီငဖယ်လေးကို2ခါ3ခါလောက်ခွဲပြီးကြော်ကြပါတယ်မေကတော့ငဖယ်20သားသုံးထားပါတယ်ငဖယ်အစ်စ်ကိုသုံးထားတာပါရှင်ငဖယ်အစ်စ်ကိုချိန်ထဲမှာ10သား9000နဲ့မေဝယ်လာတာပါဒီချိန်ကငဖယ်လေးတွေပေါ်တဲ့အချိန်မှာပေါ့နော်အရင်တော့ကတော့10သား9500လောက်ဝယ်ရပါတယ်ပေါ့နော်အခုချိန်မှာငဖယ်အစ်စ်လေးစားခြင်းနဲ့ဆို9000စီနဲ့ရပါတယ်ပေါ့နော်အဲ့တော့မေဝယ်လာပါတယ်20သားလောက်ဝယ်လာတာဖြစ်တဲ့အတွက်ကြောင့်မေ2အိုးလောက်တော့ခွဲကြော်ရပါတယ်ရှင်ဖယ်လေးတွေကြော်လို့ပြီးသွားပြီဆိုတော့မေတို့အရင်ဦးဆုံးစီတက်ပါမယ်เนาะစီတက်တဲ့အခါကျရင်လုံးနေကြအတိုင်းလေးပဲစီပူလာမယ်စီပူလာတဲ့ထဲကိုစနင်းလေးနည်းနည်းထည့်လိုက်မယ်ပြီးရင်ထောင်းထားတဲ့ဂျင်းစက်သွန်အဖြူအနီငရုတ်သီးနဲ့ရောထောင်းတာလေးကိုကျမတို့ဖြည်းဖြည်းချင်းစီတက်ပါမယ်ဒီစီကစောမေငဖယ်ကြော်ထားတဲ့စီကိုပဲမေးပြန်သုံးထားတာပါနော်တခြားထပ်ပြီးတော့စီထပ်မထည့်တာပါဘူးဒီစီလေးနဲ့ပဲမေးထပ်ပြီးတော့ကြော်ပါတယ်မီးအေးအေးလေးနဲ့စိတ်ရှည်လက်ရှည်လေးကြော်ပေးပါရှင်စီတက်လို့စီလေးညီညွတ်ရောင်လေးဖြစ်လာပြီဆိုရင်တော့ကျမတို့ငပြာရည်လေးတစ်စုံလောက်ထည့်ပြီးတော့စီတက်ပေးပါမယ်ငပြာရည်နန့်ပြောက်တဲ့အထိစီတက်ပေးပါရှင်မီးအေးအေးလေးနဲ့စီတက်ပေးပါနော်ရိုင်နှံလေးပျောက်သွားပြီဆိုရင်တော့မေတို့စောကကြော်ထားတဲ့ငဖယ်လေးကိုထည့်ပြီးတော့လုံးပြီးစီတက်ပေးပါမယ်ရှင်စိတ်ရှည်လက်ရှည်နဲ့စီတက်ပေးပါနော်အဲ့ဒီအချိန်မှာငဖယ်လေးကိုစားစနွေးအချုံမောကကျမတို့ကလည်းနေထားပြီးသားဖြစ်ပါတယ်ဒီအနေနဲ့ရတာလေးတွေကိုဒီငဖယ်လေးကိုစိတ်ဝင်အောင်စီတက်တဲ့အချိန်မှာကျမတို့ရဲ့အသက်ပါပဲရှင်ငဖယ်လေးတွေစီတက်ပြီးသွားရင်စီတက်နေတော့အချိန်ပေါ့နော်ကျမတို့ကဖားထည့်လဲဆိုရင်မဆက်လာအသားမစလာလေးကိုထည့်လို့ရပါတယ်ပြီးွားရင်အချိုမှုန်လေးနည်းနည်းထည့်ပါမယ်ရှင်ပြီးရင်တော့တေချာအောင်ကျမတို့စီပြန်တက်ပေးပါမယ်မီးအေးအေးလေးနဲ့ပဲစီတက်ပေးပါနော်မီးအမြဲတမ်းတတိပေးပါရရှင်စီတက်လို့အနံလေးတွေမှုေးလာပြီဆိုရင်တော့ကျမတို့ရေကိုလိုတလောက်ထည့်လို့ရပါတယ်เนาะငဖဲ့မှာကျမတို့ရေအများကြီးမထည့်တာပါနည်းနည်းပဲထည့်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျမပြီးမကြီးရေလေးထည့်အောင်ပါဖြစ်တဲ့အတွက်ကြောင့်ဒီရေလေးပွက်လာတဲ့အထိကျမတည်ပေးရပါမယ်ဒီရေလေးပွက်လာတဲ့အခါကျမှကျမတို့မကြီးရေလေးထည့်မယ်ပေါ့နော်တချို့ကြတော့လေမကြီးရေကိုထည့်တယ်စိမ်ပြီးတော့မကြီးရေလေးကိုတက်ထည့်တယ်တချို့ကြတော့လေအဲ့ငဖဲ့တဲ့ကိုမကြီးရေလေးမကြီးသီးဆေးပြီးသားတာလေးကိုပြစ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်မကြီးသီးဖက်ကလေးတွေပါစားလို့ရတယ်ပေါ့နော်
မေကမကြီးရီလေးထည့်ပြီးသွားတဲ့အချိန်မှာပေါ့နော်ရေကိုပပွက်ဆူအောင်လေးပဲတည်လိုက်ပါတော့တယ်ဘာမှမလိုတော့ပါဘူးအချိုးအငန်အပေါ့အဆက်ကတော့ကိုကြိုက်တယ်လို့မျိုးလေးပေါ့နော်ပြုပြင်လို့ရပါတယ်ရှင်မေဟင်းလေးကတော့အဆင်ပြေတဲ့အရာသာလေးဖြစ်သွားပြီလို့သိထားတဲ့အတွက်ကြောင့်မေကတော့ဘာမှထမထဲတော့ပါဘူးပြီးသွားပြီးပွက်လာပြီဆိုရင်ကိုကြိုက်တဲ့အနေထားလောက်လေးရပြီဆိုရင်မေဒီချလိုက်ပါတယ်မီးပိတ်လိုက်ပါတယ်ပေါ့နော်ဒီမှာအများကြီးပြောချင်တာကလေစီပြန်လေးချက်တာဖြစ်တဲ့အတွက်ကြောင့်စီနယ်လို့တော့မကောင်းပေါ့နော်စီပြန်လေးဖြစ်နေတာဖြစ်တဲ့ကြောင့်စီလေးကိုများများလေးထည့်ပေးပါပြီးသွားတဲ့ခါကျရင်အချင်ရတာဆူဆူလေးနဲ့တခဲကိုထမင်းမိန်စေမယ်အနှစ်ရတာလေးပါရှင်ခုဆိုရင်တော့အနက်အရသာနဲ့ပြည့်စုံတဲ့ငဖယ်ဟင်းကောင်းတစ်လက်ရရှိပါပြီရှင်။သုံးဆောင်လိုက်ကြပါဦးရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။